ဇလန်းကတန်းပေးဆိုတဲ့အထက်တန်းကျောင်းသူနောက်ဆုံးနှစ်ကနေစတင်ပါတယ်။သူမဟာတက္ကသိုလ်ဝင်ခွင့်စာမှုပွဲဖြစ်ဆိုဖို့ရက်အနည်းငယ်သာလိုပါတော့တယ်။ဒါပေမဲ့ပြဿနာကသူမကတင်ချမှာအယမ်းညံ့တယ်။သူမဟာတင်ချအတန်းထဲမှာအမြဲအိပ်ပျော်နေတတ်တာကြောင့်ဆရာမကအယမ်းစိတ်အနှောက်အယှက်ဖြစ်လွန်းလို့တနေ့မှာသူမကိုစာသင်ခန်းစီခေါ်လိုက်ပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းသူမဘာမှမဖြေရှင်းနိုင်ဘူး။စိတ်ပြက်လက်ပြက်နဲ့လူတိုင်းရှိမှသူမကိုစူပူချိန်မောင်းတယ်။သူမအိမ်ပြန်ရောက်တဲ့အခါစာချက်တာကိုလစ်လူရှူပြီးဖုန်းနဲ့ကစားတာနဲ့တချင်းနားထောင်တာနဲ့အချိန်ကုန်ပါတယ်။သူ့အမေကသူ့ကိုစိတ်အနှောက်အယှက်ဖြစ်နေတာကိုကြည့်ပြီးတချင်းစာသားတွေကိုမှတ်မိတယ်လို့မျိုးတင်ချပု္ပ္ပစာတွေကိုဖြေရှင်းရင်သူမဟာပါရမီရှင်တယောက်ဖြစ်နေပြီလို့ပြောပါတယ်။ဒန်နီဟာသူမရဲ့တင်ချအခက်အခဲတွေကိုဖခင်ဖြစ်သူစီကနေအမွေရခဲ့တာဖြစ်ရမယ်ဖခင်ဖြစ်သူကလည်းတင်ချမှာညံ့တယ်လို့နောက်ပြောင်ပြီးဘယ်တက္ကသိုလ်ကမှသူမကိုဒီလိုလက်ခံမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒန်နီကိုအစိတ်အနှောက်အယှက်ဖြစ်ဆုံးကတော့သူ့အမေက TV channel ကိုသူမအမြဲကြည့်နေကြတမိုင်းဝင်ဇလန်းတွေတစ်ခုစီပြောင်းလိုက်တဲ့အခါပါပဲ။ဒန်ဘီကလက်လျှော့ပြီးအခန်းထဲကထွက်သွားပြီးသူမရဲ့အကောင်းဆုံးတငယ်ချင်းအိမ်ကိုဦးတည်လိုက်တယ်။သူမ၏တငယ်ချင်းကယခုတည်းကောလိပ်တက်ရန်နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းထပ်မံသတိပေးသည်။သူမအခုမအောင်မြင်ရင်အနာဂတ်လည်းမရှိဘဲမှသွားစရာမရှိဘူး။နောက်တနေ့မနက်မှာဒန်နီဟာနောက်ကျမှနိုးပြီးစာမှုပွဲကြီးအတွက်အချိန်စရာနောက်ကျနေပြီးပြေးထွက်သွားပါတယ်။သူမထွက်သွားတဲ့အခါသူမရဲ့အမေကအားပေးပြီးကြောင်းကောင်းကောင်းမှဝင်နိုင်အောင်အကောင်းဆုံးကြိုးစားဖို့ပြောပါတယ်။ဒန်နီဟာအထူးသဖြင့်တင်ချပိုင်းအတွက်စိတ်လှုပ်ရှားနေပေမဲ့စာမှုပွဲခန်းကိုမရောက်မချင်းဘတ်စကားဘောမှာစာချက်ဖို့ကြိုးစားပါတယ်။သူမဘတ်စကားဘောကခုန်ဆင်းပြီးပြေးပေမဲ့ထိမိသွားတယ်။သူမစာမှုပွဲခန်းသားတို့နီးကပ်လာသည့်နှင့်အမျှကြောက်ရွံ့မှုများကလွှမ်းမိုးသွားသည်။သူမအစဉ်သင့်မဖြစ်သေးဘူး။သူမသည်ထိတ်လန့်တုန်လှုပ်လာပြီးကြာရှုံးနိုင်ခြေကိုရင်ဆိုင်မိအစားထွက်ပြေးရန်စဉ်းစားလာသည်။သူမဟာမိုးတိတ်ထန်စွာရွာသွန်းမှုအောက်မှာထိုင်နေပြီးနှလုံးသားတွေနစ်မြုပ်နေကတိတ်ဆိတ်စွာပျောက်ကွယ်သွားနိုင်ရင်ကောင်းပါပဲလို့ဆုတောင်းနေမိတယ်။သူမရှိမှမိုးရေကြောင့်ဖြစ်ပေါ်လာတဲ့ရေအိုင်ငယ်လေးတစ်ခုရှိတယ်။သူမအနားကိုတိုးကပ်သွားတော့ရုတ်တရက်ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်သွားတယ်။သူမသည်ထူးခြားသောအဝတ်စားများဝတ်ဆင်ထားသောလူတစုစုဝေးပြီးမိုးရွာစေရန်ဆုတောင်းနေသည်ကိုသတိပြုမိသည်။မိုးမရွာတာ3နှစ်ရှိပြီ။မိုးခေါင်မှုကြောင့်လူတွေသေဆုံးနေကြတယ်လို့ပြောကြတယ်။ရုတ်တရက်ဒန်နီဟာရေအိုင်ထဲပြုတ်ကျသွားတာကိုတွေ့လိုက်ရပြီးရေနစ်သေဆုံးသွားပါတယ်။ဒါပေမဲ့သေဆုံးမဲ့အစားသူမဟာတူညီတဲ့နေရာမှာပဲပြန်ပေါ်လာပေမဲ့တနေ့နဲ့တခြားကဘာတစ်ခုမှရှိနေတယ်။သူမဇဝေဇဝါဖြစ်ပြီးသူ့ပတ်ဝန်းကျင်ကလူတွေကိုတမိုင်းဝင်ဒရာမာစကားရိုက်ကူးနေတာလားလို့မေးလာတယ်။ဘယင်သည်သူမ၏ထူးဆန်းသောအပြုအမူကိုမြင်သောအခါထိတ်လန့်တုန်လှုပ်သွားပြီးနတ်ဆိုးလားဟုအော်ဟစ်မေးမြန်းသည်။သူမကစိတ်လှုပ်ရှားစွာနဲ့မဟုတ်ဘူး။ကျမကအထက်တန်းကျောင်းသူပါလို့ပြောပါတယ်။ဒါပေမဲ့သူမပြောပုံကသူတို့အတွက်မော်ဆန်တဲ့ဂါထာတစ်ပုဒ်လို့ထင်ရပြီးအဲ့ဒါကသူတို့ရဲ့ကြောက်ရွံ့မှုကိုပိုတိုးစေတယ်။ရုတ်တရက်ကင်းသမားများကဓားများကင်ဆောင်ကသူမကိုဝိုင်းထားကြသည်။ဓားတွေကအစစ်မှန်ဖြစ်ကြောင်းသူမသဘောပေါက်သွားတဲ့အခါထိတ်လန့်သွားပြီးငါဒီမှာဘာလို့ရှိနေတာလဲငါသိတယ်။ဖျားသခင်မိုးရွာပါစေလို့ဟန်ဆောင်ပြီးပြောလိုက်တယ်။လူတွေကသူမရဲ့စကားတွေကိုဆူတောင်းတယ်လို့ထက်ခါတလဲလဲပြောကြပေမဲ့သူတို့အားလုံးခေါင်းပြန်မောလိုက်တာနဲ့သူမဟာပျောက်ကွယ်သွားတယ်။သူမသည်အခမ်းအနားဝတ်စုံများနဲ့ပြည့်နှက်နေသောနေရာတစ်ခုသို့မရောက်မချင်းဆက်လက်ပြေးသွားပြီးဖြစ်သည်။သူမသည်ဖျားเจ้าဘုန်းကြီးတစ်ပါးအဖြစ်ဟန်ဆောင်ပြီးဘယင်နှင့်အတူစုဝေးပွဲတစ်ခုတည်းသို့ခိုးဝင်သွားသည်။အစည်းအဝေးအတွင်းမှာဘယင်ကရုတ်တရက်သူတို့ဟာအယူသီးမှုတွေကိုမိခိုရာရက်တန့်ပြီးသူတို့ရဲ့နိုင်ငံမှာပြဿနာတွေကိုဖြေရှင်းဖို့သိပ္ပံနဲ့တင်ချကိုလေ့လာရမယ်လို့ကြေညာလိုက်ပါတယ်။ဒါပေမဲ့ဘုန်းကြီးချုပ်ကဒါဟာအန္တရာယ်များတဲ့အတိတ်ပဲမရှိတဲ့စကားဖြစ်ပြီးတင်ချဟာနောက်ထပ်အယူသီးမှုတစ်ခုသာဖြစ်ပြီးတဘာဝကိုညီမျှခြင်းတွေကနေတဆင့်နားလည်ဖို့မဖြစ်နိုင်ဘူးလို့ကန့်ကွက်ပါတယ်။မိုးခေါင်ရခြင်းဤတကယ်အကြောင်းရင်းမှာကောင်းကင်ကဘယင်ကိုအမျက်ထွက်နေပြီးမိုးရွာစေရန်တခုတည်းသောနီလန်းမှာဘယင်ကမိဖုရားနှင့်အတူတန်ရှင်းသောအခမ်းအနားတစ်ခုပြုလုပ်ခြင်းဖြစ်သည်ဟုသူကဆိုသည်။ဒန်ဘီဟာအစည်းအဝေးထဲကနေတိတ်တိတ်လေးခိုးထွက်သွားပြီးသူမရဲ့ဖုန်းကိုတွားရှာပေမဲ့ထပ်ပြီးဖမ်းမိသွားပြန်ပါတယ်။ဘယင်ရောက်လာတာကိုစောင့်နေတော့မိုးရွာပြီးရင်ထွက်ပြေးနိုင်မယ်လို့တွေးနေမိတယ်။ဒါပေမဲ့ဘယင်ကမိုးမရွာတာ3နှစ်ရှိပြီလို့ပြောလိုက်တော့သူမအံ့ဩသွားတယ်။ပြီးတော့အမှန်တိုင်းပြောရရင်သူမကိုသူမကြိုက်ဘူး။သူမကိုချက်ချင်းကွမျက်တဲ့နယ်လို့သူကကြေညာပါတယ်။သူမထိတ်လန့်သွားပြီးခဏဆောင်ပါ။ကျမကအနာဂတ်ကကျောင်းသူတစ်ယောက်ပါ။မတော်တဆဒီကိုရောက်လာတာပါလို့တောင်းပန်ပါတယ်။သူမဟာတမိုင်းအကြောင်းအများကြီးသိတယ်ဆိုတာသူ့ကိုယုံကြည်အောင်ကြိုးစားပါတယ်။အဲ့ဒါအလုံးမဖြစ်တဲ့အခါသူမကတင်ချမှလည်းတော်တယ်လို့ချက်ချင်းထပ်ပြောပါတယ်။စိတ်ဝင်စားသွားသောဘယင်သည်ကွမျက်ချင်းကိုရွှေဆိုင်လိုက်ပြီးတက်တည်ပြရန်ပြောကြခဲ့သည်။သူမကိုပိုက်တာကိုရီးယန်တီအိုရန်ပြဿနာတစ်ခုဖြေရှင်းခိုင်းတယ်။အစပိုင်းမှာတော့သူမဟာဇဝေဇဝါဖြစ်ပြီးရေးထားတာကိုတော့နားမလည်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ဒါဟာပိုက်တာကိုရီးယန်တီအိုရန်ဖြစ်မှန်သဘောပေါက်သွားတဲ့အခါမြန်မြန်ဖြေရှင်းလိုက်တယ်။ဘယင်ကြီးအံ့အားသင့်သွားသည်။သူ့ရဲ့ကိုယ်ပိုင်ပညာရှင်တွေဟာဒီလိုပြဿနာကိုဖြေရှင်းဖို့ပုံမှန်အားဖြင့်3ရက်ကြာတယ်လို့သူကပြောပါတယ်။အဲ့ဒီအချိန်ကစပြီးလူတိုင်းကဒါနီကိုဂိုဆန်လို့ခေါ်တဲ့အမျိုးသားပညာရှင်တယောက်အဖြစ်ဆက်ဆံလာကြပါတယ်။ဘယင်ကသူမကိုတာဝန်တစ်ခုပေးအပ်လိုက်တယ်။လူတွေကိုတင်ချတင်ပေးပါ။သူမအောင်မြင်ရင်သူမကိုအိမ်ပြန်ခွင့်ပြုလိုက်မယ်။ဒါပေမဲ့သူကပထမဆုံးကျောင်းသားဖြစ်ပြီးသူရေတွက်တတ်တောင်မသိဘူးဆိုတာသိလိုက်ရတော့သူမအံ့အားသင့်သွားတယ်။သူမကသူ့ကိုအခြေခံကစပြီးကနန်းတွေပေါင်းတာနှုတ်တာမြောက်တာအထိစိတ်ရှိရှိနဲ့တင်ပေးနေပါတယ်။နောက်ဆုံးတွင်သူတို့သည်မျိုးရင်းပြိုင်ဘက်ဂီတပညာရှင်တဦးနှင့်တင်ချပြိုင်ပွဲတစ်ခုအတွက်ပြင်ဆင်ကြသည်။ဒန်နီရှုံးရင်အပြစ်ပေးခံရလိမ့်မယ်။သူမသည်ဘယင်ကိုရဲရင်စွာစိန်ခေါ်ပြီးဘယင်မယွန်းသွားသောအခါတွင်ပင်စိတ်ပြက်လက်ပြက်ရိုက်နှက်သည်။ဘယင်ကိုထိမိလို့သူမကိုတတ်ဖို့အသင့်ဖြစ်နေတဲ့ကင်းသမားတွေအပြေးလွှားဝင်လာကြပေမဲ့ကင်းသမားတွေကရက်တန့်ပြီးရေကြတယ်။
မိဖုရားလာတဲ့တိုင်းတင်ချစာရွက်အားလုံးကိုဝတ်ထားပြီးဂီတလေ့ကျင့်နေတယ်လို့ဟန်ဆောင်ကြတယ်။တနေ့မှာဘရင်ကဒန်နီပိုက်စာနေတာကိုသတိထားမိပြီးသူမနဲ့အတူထမင်းစားဖို့ဖိတ်ခေါ်ပေမဲ့ဒန်နီကအစားအစာကိုမကြိုက်လို့မိဖို့ချောင်းကိုခေါ်သွားပါတယ်။သူမရဲ့အိတ်ထဲကပါဝင်ပစ္စည်းတွေကိုအသုံးပြုပြီးသူ့အတွက်အရသာရှိတဲ့ခောက်ဆွဲချောက်တွေလုပ်ပေးပါတယ်။သူတို့ကဆက်နေရင်တောင်သူတို့ကိုကြိုက်တယ်။သူမကရေတိုက်တဲ့အခါသူကအပူကိုကြိုက်တယ်လို့ပြောပြီးညှင်းဆန်ပါတယ်။နောက်တနေ့မနက်မှာနန်းတော်တစ်ခုလုံးကသူ့ရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတယ်။ဒန်နီကသူ့ကိုစစ်ဆေးကြည့်တဲ့အခါသူမကသူ့ကိုချိန်ဆတယ်လို့ထင်ပြီးသူ့နားရွက်မှာအကာအကွယ်အဆောင်လက်ဖွဲ့တစ်ခုချိတ်ထားတာကိုတွေ့လိုက်ရတယ်။သူမကမျက်လုံးတွေကိုလှန်ပြီးကြည့်စမ်းစူပါစတာဒါကခောက်ဆွဲပဲမော်အတက်မဟုတ်ဘူးလို့ပြောလိုက်တယ်။မော်ပညာတော့မဟုတ်ဂါထာမရှိပါသူ့ဘိုက်ကိုငရုတ်သီးကအရန်ပြင်းပြင်းနဲ့ဝင်တိုက်မိသွားတာပဲ။သူမကအဲ့ဒါကိုပြောပြတော့သူကအစာအိမ်ဆိုတာဘာလဲလို့မေးတယ်။ဒါနဲ့ဒန်နီကထိုင်ပြီးအစာအိမ်ဆိုတာဘာလဲ။ဦးလန်းချောင်းဆိုတာဘာလဲ။နှလုံးအကြောင်းနဲ့သူ့လက်ကိုရင်ဘတ်ပေါ်တင်လိုက်ရင်နှလုံးခုန်တာကိုခံစားရမယ်ဆိုတာကိုရှင်းပြလိုက်တယ်။ဒါပေမဲ့သူကဘာမှမခံစားရဘူးလို့ပြောတယ်။သူမကပြုံးပြီးအဆင်ပြေပါတယ်လို့ပြောပါတယ်။တနေ့မှာမင်းချစ်တဲ့သူနဲ့အတူရှိနေတဲ့အခါမင်းကိုယ်တိုင်ခံစားရလိမ့်မယ်။သူမရဲ့ဗဟုသုတတွေဘလောက်များလဲဆိုတာကိုသူအံ့ဩသွားပြီးသူမကိုထက်မြက်တဲ့ပညာရှင်တစ်ယောက်ဖြစ်မြင်လာခဲ့တယ်။ဒါကြောင့်သူကသူမကိုဂျိုစီယွန်ရဲ့တော်ဝင်ပညာရှင်တွေအားလုံးကိုတင် जा ပေးဖို့တောင်းဆိုခဲ့ပါတယ်။တင်ချတင်မကဘူးတိတ်ပံကနေစိုက်ပျိုးရေးအထိအရာအားလုံးအဲ့ဒီညမှာသူကသူမကိုလိမ်မော်သီးတစ်လုံးပေးတော့သူမကကျေးဇူးတင်ပါတယ်လို့ပေါ့ပေါ့ပပပြောလိုက်တယ်။အခမ်းအနားမရှိပဲဒါပေမဲ့သူအရန်စိတ်ဆိုးသွားတယ်။မင်းကဂျိုစီယန်လှည့်လည်သွားလာသူပဲအဲ့ဒီအသီးကိုအနည်းဆုံး3ရက်လောက်တင်ထားတင်တယ်။မင်းကကောင်းချီးတွေကိုတန်ဖိုးမထားဘူး။သူမကရဲပြီးဒါကလိမ်မော်သီးတစ်လုံးပါတိတ်ပြီးဇက်ရှိန်မမြင့်ပါနဲ့လို့ပြောပါတယ်။နောက်ပိုင်းတွင်နှစ်ယောက်သားနန်းတော်ဝင်ထဲတွင်ဘောလုံးကစားရန်ထွက်သွားကြပြီးသူမကသူ့ကိုနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ပြေးခိုင်းခဲ့သည်။နောက်တစ်နေ့မှာဘရင်ဟာသူ့ရဲ့အနာဂတ်သမီးနဲ့အတူထိုင်ပြီးအဲ့ဒီညမှာသူ့ရဲ့ဟင်းရည်နဲ့မော်ဆန်တဲ့အချစ်ဆေးရည်ကျွေးမယ်။ပြီးရင်ချက်ချင်းလက်ထက်ကြမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာမှာတခြားအစီအစဉ်တွေရှိခဲ့ပါတယ်။အဲ့ဒီပကံလုံးကဒန်ဘီရဲ့လက်ထဲရောက်သွားခဲ့တယ်။သူမသည်အလွန်ထူးဆန်းစွာပြုမူလာပြီးနောက်ဆုံးတွင်နန်းတော်ထဲတွင်အိပ်ပျော်သွားတော့သည်။သူမနိုးလာတဲ့အခါဘရင်ကိုတောင်းပန်နေပေမဲ့ဘရင်ကဘာမှမဖြစ်ဘူး။သွားနေလိုက်တော့လို့ပဲပြောလိုက်တယ်။သူတို့အပြင်မှာလမ်းလျှောက်ထွက်ကြပြီးသူကသူမရဲ့မစ်ရှင်ကိုအောင်မြင်နိုင်မယ်ဆိုရင်ကောင်စီမှာယာဒူးမြင့်မားစွာရရှိမှာဖြစ်ပြီးတော်ဝင်မြင့်တကောင်ကိုတောင်လက်ဆောင်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူမကဘာမှမလိုချင်ဘူး။မိုးရွာတာနဲ့ကျမရဲ့ကဘာကိုပြန်တော့မယ်လို့ပြောပါတယ်။ဘရင်ကဒါဆိုအခုကစပြီးငါ့ကိုဘရင်လိုမဆက်ဆံနဲ့။ငါတို့ကတန်းတူပဲမန်တိုလူးလို့ပြန်ဖြေတယ်။ဒါပေမဲ့နောက်တစ်နေ့မှာကပေးကြီးတစ်ခုကြုံခဲ့ရတယ်။ဒါနီဒီဖမ်းဆီးခံရပြီးဘရင်ကိုလှောင်ပြောင်မှုဖြစ်ဆွဆွဲခံခဲ့ရသည်။သူတို့ကသူမကိုနှိပ်စက်ညှဉ်းပန်းမှုပြင်ဆင်နေကြပြီးခြေလက်တွေကိုချီနှောင်ထားကြတယ်။သို့တော့ဘရင်ကဝင်ရောက်ဆွတ်ဖက်ပြီးဤလူငယ်ပညာရှင်တွင်အဖိုးတန်ဗဟုသုတရှိကြောင်းရပူရောဟိတ်များအားရှင်းပြခဲ့သည်။သို့တော့ဘုန်းကြီးတစ်ပါးကအခွင့်အရေးကိုစုပ်ကင်ပြီးကောင်းပြီ။ဒါဆိုငါကိုယ်တိုင်သူ့ကိုစမ်းသပ်ရမယ်။သူ့မှာနှစ်ပတ်ရှိတယ်။အဲ့ဒီအချိန်မှာမိုးမရွာရင်သူ့ကိုကွပ်မျက်မယ်ဟုပြောကြားခဲ့သည်။ဒန်နီလက်မလျှော့ခဲ့ပါဘူး။သူမသည်အရာအလုံးကိုတွက်ချက်ရင်းဆက်လက်လေ့လာနေခဲ့သည်။နန်းတော်တေးဂီတပညာရှင်ကမိုးရေချိန်တိုင်းကရိယာတစ်ခုတိဆောက်ရာတွင်သူမကိုကူညီပေးခဲ့သည်။ထို့နောက်ကြိုတင်အသိပေးခြင်းမရှိဘဲကောင်းကင်မှမိုးရွာချလာသည်။ဒန်ဘီဟာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။ဒါပေမဲ့ဘရင်ကရုတ်တရက်သူမပြောခဲ့တဲ့စကားသူမနေတဲ့အိမ်ကိုသူပြေးသွားတော့မိုးရေချိန်တိုင်းကရိယာရှိမှစိတ်လှုပ်ရှားမှုနဲ့ငိုကြွေးနေတဲ့သူမကိုတွေ့လိုက်ရတယ်။သူကသူမကိုမင်းအခုချက်ချင်းထွက်ပြေးရမယ်။ငါဒီအတွက်ပြင်ဆင်နေတာမင်းစီကိုဥတီနေတဲ့တင်မောတစင်းကမင်းကိုစောင့်နေတယ်လို့ပြောလိုက်တယ်။ဒါပေမဲ့သူမခေါင်းခါလိုက်တယ်။ကျမဘဝတစ်လျှောက်လုံးထွက်ပြေးရင်းအချိန်ကုန်ခဲ့တယ်။ကျမရဲ့ကဘာကနေလွတ်မြောက်ဖို့ကြိုးစားနေလို့သာဒီကိုရောက်လာတာ။အဲ့ဒီအချိန်မှာရစ်ပူရောဟိတ်မင်းနဲ့တိတ်တဆိတ်အလုံးလုံးနေတဲ့နန်းတော်တေးဂီတပညာရှင်ရောက်လာတယ်။ဒန်နီဟာအနာဂတ်ကတကယ်ပဲဖြစ်နိုင်တယ်လို့ယုံကြည်ပြီးဘုန်းကြီးကပညာရှင်ကိုတတ်ဖို့အမိန့်ပေးခဲ့တယ်။ဂီတပညာရှင်ကဘုန်းကြီးကိုအဲ့ဒါမှန်ရင်သူကပိုအန္တရာယ်များတယ်။သူ့ကိုဖယ်ရှားပြရမယ်လို့ပြောခဲ့ပါတယ်။ဂီတပညာရှင်ကဒါနီကိုမြင်းပေါ်တင်ပြီးတောအုပ်တစ်ခုကိုရောက်တဲ့အထိတောအုပ်ထဲကနေဒုံဆိုင်လာခဲ့တယ်။အဲ့ဒီမှာသူကသူမကိုမင်းကမိန်းကလေးဆိုတာငါကြပြီ။ဒါပေမဲ့ငါကယောက်ျားကောင်းတစ်ယောက်ပါ။မင်းရဲ့လှုပ်ဝက်ချက်ကငါအတွက်လုံခြုံပါတယ်။သူမကရည်ရွယ်ချက်ရှိရှိနဲ့လုပ်ခဲ့တာမဟုတ်ဘူးလို့ရှင်းပြတယ်။သူမရခဲ့တဲ့အလုပ်ကိုယောက်ျားလေးတစ်ယောက်ကိုကမ်းလှမ်းခဲ့ပြီးသူမမှရွေးချယ်စရာမရှိဘူး။တစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာရစ်ပူရောဟိတ်မင်းကဘရင်ကိုဒါနီတင်ပေးခဲ့တဲ့အရာအလုံးကိုဖျက်ဆီးပြရမယ်။အထူးသဖြင့်သူမတီထွင်နေတဲ့စာရေးဘာသာစကားအစ်စ်ကိုဖျက်ဆီးပြရမယ်လို့ယုံကြည်အောင်ကြိုးစားခဲ့တယ်။သူတို့ဟာရိုးရာဓလေ့တွေကိုလိုက်နာပြီးယောက်ျားလေးရဲ့လွှမ်းမိုးမှုကိုဖယ်ရှားပြရမယ်။ဒါပေမဲ့ဘရင်ကအဲ့ဒါကိုလက်မခံနိုင်ဘူး။မြင်းစီပြီးနန်းတော်ကနေထွက်ခွာပြီးသူမကိုရှာခဲ့တယ်။တောအုပ်ထဲကတခြားနေရာမှာကင်းသမားတွေကဒန်ဘီနဲ့ဂီတပညာရှင်ကိုနောက်ဆုံးမှဖမ်းမိခဲ့တယ်။သူမကိုလွတ်ပေးပြီးသူတို့လမ်းမှာရက်နေခဲ့တယ်မိဖုရားကိုယ်တိုင်ပေါ်လာတဲ့အထိခြေထောက်တွေတွေးထွက်နေတဲ့အထိသူတို့ကိုတိုက်ခိုက်ခဲ့တယ်။သူမဟာအဲ့ဒီအထိပြေးပြီးသူတို့ကိုအပူတပြင်းရှာဖွေခဲ့တယ်။ဒန်ဘီဟာလမ်းခွဆုံကိုရောက်တဲ့အထိလမ်းတစ်လျှောက်လျှောက်သွားခဲ့ပြီးဘယ်ကိုသွားရမှန်းမသိခဲ့ဘူး။ပြီးတော့ဘရင်တစ်ချိန်ကပြောခဲ့တဲ့စကားတစ်ခုကိုသတိရသွားတယ်။နေဟာဂျိုဆန်ရဲ့နာရီပဲ။ဒါကြောင့်ပင်လယ်ကိုရောက်တဲ့အထိနေအောင်ကြီးကိုလိုက်ခဲ့တယ်။အဲ့ဒီမှာဘရင်ကသူမကိုစောင့်မျှော်နေကြပြီးအဲ့ဒီညမှာသူတို့နှစ်ယောက်ဘေးချင်းရှင်ထိုင်ပြီးကျယ်တွေကိုကြည့်နေကြတယ်။သူမကနောက်တစ်ချိန်မှာဒီလိုကျယ်တွေကိုငါတို့မမြင်ရတော့ဘူးလို့ပြောလိုက်တယ်။အထူးချုံဆုံးသူတွေပဲလို့သူကပြန်ဖြေတယ်။အခုကြည့်ပါဦးမင်းမြင်နေရတဲ့ကျယ်တွေကမင်းမြင်ဖို့ရွေးချယ်ထားတဲ့ကျယ်တွေပဲဟာ
ဒါပေမဲ့ရက်ပြီးတေချာကြည့်လိုက်ရင်ပုံမြင်လာပါလိမ့်မယ်အဲ့ဒီကြယ်တွေကအမြဲရှိနေခဲ့တယ်မင်းသူတို့ကိုတွေးဖို့ဆုံးဖြတ်တဲ့အထိသူတို့ကမပေါ်လာဘူးမျက်လုံးတွေကနှလုံးသားလိုချင်တာကိုမြင်တယ်ခဏတာတိတ်ဆိတ်သွားပြီးနောက်ဘရင်ကသူမကိုချစ်ချောင်းဝန်ခံခဲ့ပါတယ်မင်းမျိုးမင်းတွေတာမကတာမန်လူတွေတင်ယူနိုင်အောင်ဘာသာစကားအစ်စ်ပုံမလွယ်ကူတဲ့ဘာသာစကားတစ်ခုဖန်တီးခြင်းတယ်လို့သူပြောခဲ့ပါတယ်သူမရုတ်တရက်တစ်ခုခုကိုတတိယသွားပြီးအနာဂတ်ကသူမရဲ့ပတ်စံကိုထုတ်ယူလိုက်ပြီးငွေဆက်ကူပေါ်မှာသူ့မျက်နှာကိုရိုက်နေထားတာကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာသူတကယ်အောင်မြင်မယ်ဆိုတာသူမသဘောပေါက်သွားပါတယ်ဘရင်နန်းတော်ကိုပြန်ရောက်တဲ့အခါပြည်သူတွေကိုကောင်းကောင်းဝန်ဆောင်မှုပေးသူတွေကိုလစာပေးတော့မယ်လို့ကြေညာခဲ့ပါတယ်ရစ်ပူရောဟိတ်မင်းကြီးကအံ့ဩစရာကောင်းလောက်အောင်သဘောတူခဲ့ပြီးပြည်သူတွေကိုအကျိုးပြုတဲ့ဘသူမဆိုစုချီးမြှင့်တဲ့နယ်လို့ပြောခဲ့ပါတယ်ကိုအန်အကြောင်းဘလို့ထင်လဲလို့သူကမေးခဲ့ပါတယ်ဒါပေမဲ့နန်းတော်ထဲကတခြားဘသူမှသဘောမတူကြပါဘူးသူတို့ကဂေါ်ဆန်ကိုနှင်ထုတ်တဲ့နယ်လို့ဒါမှမဟုတ်ကိုမြတ်တဲ့နယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့ဒန်နီကဘရင်ကိုတင်ချာစာရေးခြင်းနဲ့ကြိုးကြောင်းဆင်ကျင်ခြင်းစတဲ့အရာအလုံးကိုရစ်ပူရောဟိတ်တွေမသိအောင်ဆက်လက်တင်ကြားပေးနေခဲ့ပါတယ်တနေ့မှာနန်းတော်ထဲမှာလမ်းလျှောက်နေတော့မိဖုရားပုံအောင်ပြီးလှုပ်ဝက်စွာစားတောက်နေတာကိုတွေ့လိုက်ရပါတယ်ကိုလေးချိန်တက်လာပြီးအသွင်ပြင်မပျက်စီးအောင်အစာအများကြီးမစားဖို့တားမြစ်ထားပါတယ်ဒန်ဘီကသူမရဲ့ခောက်ဆွဲ6ခွက်ကိုပေးခဲ့ပါတယ်မိဖုရားကလက်ခံပြီးစာရင်စကားဆက်မိပြောကြပါတယ်အဲ့ဒီအချိန်ကစပြီးသူတို့ဟာမိတ်ဆွေတွေဖြစ်လာကြပါတယ်ရက်အနှဲငယ်အကြာတွင်မိဖုရားသည်ဘရင်ထံချစ်ကပ်ပြီးသူမသည်အရာအလုံးကိုသိကြောင်းပြောကြားခဲ့သည်မင်းကလေးဒါနီသည်သူ၏ကိုလို့တော်များထဲမှတဦးဖြစ်ရမည်ဖြစ်သောကြောင့်မိဖုရားမယ်တော်ကိုပါအတိပေးပြီးဖြစ်သည်ရုတ်တရက်ဒါနီသည်သူမနားမလဲသောအရာတစ်ခုအတွက်ပြင်ဆင်နေသည်ကိုတွေ့ရှိခဲ့သည်နန်းတော်အစီခံများကသူမကိုအဝိစားများဝစ်ဆင်ပေးပြီးမိတ်ကပ်လိမ့်နေကြသည်သူတို့သည်ဘရင်နှင့်အတူနေ့လည်ခင်းအနားယူရန်ပြင်ဆင်ပေးနေပြီးသူမသည်သူ၏ပထမဆုံးအမျိုးသမီးဖြစ်လာမည်ကိုသဘောပေါက်သည့်အထိသူမသည်ဘာတွေဖြစ်နေသည်ကိုလုံးဝမသိခဲ့ပါဘာတွေဖြစ်နေသည်ကိုသူမနားလည်သည်နှင့်သူမသည်ထိတ်လန့်သွားပြီးသူမပတ်ဝန်းကျင်ရှိယူသွသူများထံမှထွက်ပြေးခဲ့သည်ကျောင်းအုပ်တဦးကသူမသည်နန်းတော်သို့သွားရလမ်းတွင်ထွက်ပြေးသွားကြောင်းဘရင်အားအမြန်ကြောင်းကြားခဲ့သည်ဘရင်သည်သူမကိုရှာဖွေရန်ထွက်သွားပြီးနောက်ဆုံးတွင်သူမကိုရှာတွေ့ခဲ့တော်လဲဘရင်ကသူမလက်မောင်းကိုဆွဲကာအခန်းထဲသို့ဆွဲခေါ်သွားခဲ့သည်ဒါနီကအော်ဟစ်ကန့်ကွက်ကငါတို့ကတငယ်ချင်းတွေပဲနေကြမယ်လို့မင်းပြောတယ်ဟုအော်ဟစ်လိုက်သည်ကျွန်တော်ကအသက်16နှစ်ပဲရှိပါသေးတယ်ဘရင်ကရဲပြီး16နှစ်လို့ပြန်ဖြေပါတယ်ဆိုလိုတာကခမားမှာအနည်းဆုံးလူကြီးဘဝ3နှစ်ရှိပြီလို့ဆိုလိုတာပါမင်းကကလေးမဟုတ်တော့ဘူးဒါအပြင်မင်းကမိန်းကလေးတစ်ယောက်ဆိုတာငါသိတာကြပြီငါမင်းကိုမထိခဲ့ဘူးမဟုတ်လားဒါပေမဲ့ဒီညတော့မင်းဒီမှာပဲနေရမယ်လူတိုင်းကကြည့်နေကြတယ်စိတ်မပူပါနဲ့ငါမင်းကိုအသက်ရှင်လျက်မစားပါဘူးတကယ်တော့အမေကအရန်ကောင်းပါတယ်ဘယ်သူမှအလွယ်တကူနားချလို့မရဘူးနောက်တနေ့မနက်မှာဒါနီဟာဂီတပညာရှင်နဲ့စကားပြောဖို့သွားခဲ့တယ်သူမကလည်းအနာဂတ်ကိုပြန်သွားချင်တာတေချာလားလို့မေးလိုက်တယ်ဒါပေမဲ့သူမမဖြေခဲ့ဘူးသူမစိတ်ရှုပ်ထွေးသွားပြီးနှလုံးသားထဲမှာတန်တရားတွေနဲ့ပြည့်နှက်နေခဲ့တယ်သူမထွက်သွားပြီးတယောက်တည်းထိုင်နေုံပဲခဏကြာတော့မိဖုရားရောက်လာပြီးတယောက်ကသူမကိုတွေ့ကျင်တယ်လို့ပြောတယ်ဒန်နီနန်းတော်ထဲဝင်သွားတဲ့အခါသူမရဲ့တကအမေနဲ့တထေရတဲ့တူတဲ့မိဖုရားမယ်တော်နဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရတယ်သူမမျက်ရည်တွေဝဲတက်လာပြီးဘာကသူမကိုငိုစေခဲ့လဲဆိုတာဘယ်သူမှနားမလည်ကြဘူးထိုညတွင်သူမကိုယ်တိုင်ကူညီဖန်တီးခဲ့သောဂျိုဆန်၏နက္ခတ္တဗေယစနစ်အသစ်ကိုတွားရောက်ကြည့်ရှုခဲ့သည်ယင်းသည်နိုင်ငံတော်အားရက်များနှင့်လများကိုတိကျစွာခြေရာခံရန်အထောက်အကူပြုလိမ့်မည်ထို့နောက်ဘရင်သည်သူမအားသူလှုပ်ဆောင်နေသည့်အခြားအရာတစ်ခုကိုလာကြည့်ရန်ဖိတ်ခေါ်ခဲ့သည်သူသည်ဂျုံမရှိပညာရှင်များသာမကလူတိုင်းတင်ယူနိုင်စေရန်အတွက်စာဖတ်ခြင်းနှင့်ရေးသားခြင်းကိုရိုးရှင်းစေရန်အတွက်အခရာ28လုံးဖြင့်ဖွဲ့စည်းထားသောအခရာအသစ်တစ်ခုကိုတီထွင်ခဲ့သည်သူတို့ခမ်းမကြီးရဲ့အလဲကိုရှောက်လာတဲ့အခါသူကသူမကိုအခမ်းအနားထိုင်ကုန်မှာထိုင်ဖို့ပြောလိုက်တယ်ထို့နောက်အိမ်တော်ရေး၏တင်ကေတဖြစ်သောတော်ဝင်ဆန်ထိုးကိုသူမ၏ခေါင်းပေါ်တွင်တင်ပြီးသူနှင့်အတူထာဝရနေထိုင်ရန်တောင်းဆိုခဲ့သည်ဒန်ဘီငိုပြီးငါမနေနိုင်ဘူးမိုးရွာရင်ပြန်သွားမယ်လို့ကိုကတိပေးထားတယ်အမေကငါ့ကိုစောင့်နေပြီးအမေကငါ့ကိုယုံကြည်တယ်လို့ပြောလိုက်တယ်ဘရင်ကညင်တာစွာဒါဆိုသူမကိုတွားတွေ့ပြီးပြန်လာပါဒီမှာအတူတူနေကြမယ်လို့ပြန်ဖြေတယ်ဒါပေမဲ့သူမကထပ်ပြီးညှင်းဆန်ခဲ့ပါတယ်သူစိတ်မရှိတော့ပဲဒေါသတကြီးနဲ့မင်းပြောတာမှန်တယ်အနာဂတ်ကဒီထက်ပိုကောင်းသေးတယ်ဂျိုးစီယန်ယောဂဝေဒနာတွေနဲ့ပြည့်နှက်နေတယ်မင်းကြိုက်တာလုပ်ပါလို့ပြောလိုက်တယ်ထို့နောက်သူသည်နှလုံးသားကွဲအပ်ကဒေါသတကြီးထွက်သွားခဲ့သည်သူမသည်ခမ်းမထဲတွင်ငြိမ်ငြိမ်လေးရက်နေချိန်တွင်ရုတ်တရက်သူမခေါင်းကိုရိုက်မိပြီးမေ့မျောသွားသည်တယောက်ကသူမကိုဓာတ်နဲ့ထိုးလိုက်တာကြောင့်အဆောက်အဦတစ်ခုလုံးမီးလောင်သွားပါတယ်ဘရင်သည်ဖြစ်ပျက်ခဲ့သည့်များကိုကြားသိသောအခါအသက်ကိုဆွံ့၍မီးရှံများကြားမှပြေးကမဲတော်ကိုကဲတင်ခဲ့သည်နောက်တစ်နေ့မှာသူ့လက်ထောက်ကိုခေါ်ပြီးရှေးဟောင်းစာသားကမင်းညကပျောက်သွားတယ်လို့ပြောပါတယ်သူကရစ်ပူရောဟိတ်မင်းကိုခိုးယူတယ်လို့ဆွဆွဲခဲ့တယ်ဘရင်ကဖုန်ကြီးရဲ့လက်ကိုဆွဲပြီးဒီလိုရာဇဝတ်မှုမျိုးကျူးလွန်ပြီးရင်တက်တေထောက်ထားတွေအားလုံးကိုဖျက်ပစ်ဖို့ဘယ်သူမှမတင်ပေးဘူးလားလို့မေးလိုက်တယ်ပြီးတော့သူကဒါနီဘက်လှည့်ပြီးဒါမင်းကြားလိုက်ရတဲ့အတန်လားလို့မေးလိုက်တယ်သူမခေါင်းကြီးပြလိုက်သည်သူမရဲ့အိတ်ထဲကစာအုပ်ကသူမကိုဓာတ်နဲ့ထိုးခံရမှုကနေကာကွယ်ပေးထားတယ်ဆိုတာသိလိုက်ရတယ်ဘရင်သည်ဒေါသတကြီးဖြင့်ရစ်ပူရောဟိတ်ကိုရင်ဆိုင်လိုက်သည်သူငါအတွက်ဘာကိုဆိုလိုမှန်းမင်းသိတယ်ဘာလို့ဒီလိုလုပ်ခဲ့တာလဲဖုန်ကြီးကအေးဆက်ဆက်ပြန်ဖြေတယ်ဘာလို့လဲဆိုတော့အဲ့ဒီဘာသာစကားအသစ်ပြန့်နှံ့သွားရင်လူငယ်တွေလွတ်လပ်စွာစဉ်းစားတွေးခေါ်လာလိမ့်မယ်ဒါကဗျမ်းပါတာဖြစ်စေလိမ့်မယ်နိုင်ငံတော်ကိုဖျက်ဆီးလိမ့်မယ်ငါတေမာကိုမကြောက်ဘူးအနာဂတ်ကိုဖျက်ဆီးမယ်ဗျမ်းပါတာဖြစ်မှာကိုငါကြောက်တယ်ဘရင်ကပြန်ဖြေတယ်မင်းရက်တက်မှုစူးစမ်းရင်တောင်ပြည်သူတွေအတွက်ဒီစာရေးစနစ်ကိုငါတိဆောက်ပေးမယ်
သူတို့ရဲ့အိမ်မက်တွေကိုဖြစ်နိုင်အောင်လုပ်ပေးမဲ့သူဖြစ်ချင်တယ်ငါတို့မြင်တွေ့ခွင့်တောင်မရှိတဲ့အနာဂတ်ငါတို့ဘာမှမသိတဲ့ကဘာကိုဘာလို့ကြောက်ရမှာလဲဒါပေမဲ့ဘုန်းကြီးကမလုပ်ဘူးသူကဒူးထောက်ပြီးငါ့ကိုကွပ်မျက်ပြီးဒါကိုအဆုံးသတ်ပေးပါလို့ပြောလိုက်တယ်မကြခင်မှာပဲကောင်းကင်ကမီးခိုးရောင်ပြောင်းသွားပြီးမိုးကဖြည်းဖြည်းချင်းရွာလာတယ်ဒန်နီကနန်းတော်တဝိုက်လက်ပတ်ပြီးထွက်ခွာခင်တငယ်ချင်းတွေကိုနောက်ဆုံးအကြိမ်နှုတ်ဆက်လိုက်တယ်ဘရင်ကသူမနဲ့အတူအဝေးဆုံးနေရာကိုရှောက်သွားလို့ရမလားလို့မေးတယ်ပင်လယ်ကမ်းဆက်ကိုရောက်တဲ့အထိသူတို့ဘေးချင်းရှင်လျှောက်ကြတယ်အဲ့ဒီမှာဒန်နီကသူမတစ်ခါကြားခဲ့တဲ့ရေကန်ထဲကိုခြေလန်းလိုက်ပြီးအရင်လိုပဲပြန်နှိမ့်မြုပ်သွားတယ်ခဏအကြာမှာတော့သူမပြန်ပေါ်လာပြီးသူမရဲ့ကိုယ်ပိုင်ကဘာထဲကိုပြန်ရောက်လာတယ်သူမပတ်လဲကိုကြည့်လိုက်တော့စက္ကန့်နှဲငယ်တာကြာတော့တယ်ဆိုတာသဘောပေါက်လိုက်တဲ့အချိန်ရှိသေးတယ်စာမေးပွဲကိုသွားသူမသည်စာမေးပွဲခန်းစီသို့အမြန်ဆုံးပြေးသွားပြီးသူမ၏ဆရာမစောင့်နေသည်ကိုတွေ့လိုက်ရသည်ဝင်ခွင့်စာမေးပွဲစတင်နေပြီဖြစ်သည်သူမသည်သူမ၏ထိုင်ကုန်သို့အပြေးလွှားသွားပြီးစာမေးပွဲဖြေဆိုခဲ့သည်ထိုနေ့နောက်ပိုင်းတွင်အိမ်ပြန်ရောက်သောအခါသူမ၏မိခင်သည်သူမကိုစောင့်နေသည်ကိုတွေ့လိုက်ရသည်သူမသည်သူမ၏ရင်ခွင်ထဲသို့ပြေးဝင်ကသူမကိုတင်းကျပ်စွာဖတ်ထားသည်ဒန်နီနှင့်ပတ်သက်သည့်အရာအလုံးပြောင်းလဲသွားခဲ့သည်သူမ၏အပြုအမူသူမ၏အမြင်သူမ၏ခရီးပြီးတွင်အရာအလုံးပြောင်းလဲသွားခဲ့သည်သူမပတ်ဝန်းကျင်ရှိလူများနှင့်အရာဝတ္ထုများကိုပုံမနှဆိုင်စွာတန်ဖိုးထားရန်တင်ယူခဲ့သည်တနေ့တွင်သူမကြောက်မှထွက်လာစဉ်ကောင်းကင်ပွင့်လာပြီးမိုးများထပ်မံရွာချလာသည်ရုတ်တရက်တစုံတစ်ယောက်သည်သူမ၏ခေါင်းပေါ်တွင်ထိတစ်ချောင်းကိုစောင်းပေးလိုက်သည်သူမမော့ကြည့်လိုက်ရာတိတိတတ်တာရင်းနှီးသောမျက်နှာတစ်ခုကိုမြင်လိုက်ရသည်သူသည်ဂျိုဆွန်းဘရင်နှင့်တထေရတဲ့တူတော်လဲသူကပြုံးပြီးကျမတို့ဘတ်စကားပေါ်မှာအတော်ကြာတွေ့ခဲ့ကြတာဟုပြောလိုက်သည်မင်းကြီးပြုတ်ကျသွားတယ်ဇလန်းကအဲ့ဒီမှာတင်အဆုံးသတ်သွားတယ်